တော်တော်ကောက်ပတ်စဝေါမိသွားတဲ့သူများပြန်ကြည့်နေတစ်ပြန်ပြောင်းနေရှိတယ်ခရုံးထဲဝင်ရမှာဖြစ်တယ်နော်ဒီခရုံးလေးထဲဝင်ပါခရုံးလေးထဲဝင်ပြီးပြီဆိုရင်ဟိုဘောကဆက်လီ34နဲ့လိုက်ပါဆက်လီ34နဲ့ပဲဒီမှာ setting ကိုထပ်နိုင်နော် Google Passport Manager ဆိုတဲ့ဟာလေးရှိတယ်နော်အဲ့ဒါလေးထပ်နိုင်ပါလက်လေးနဲ့ပေါ်ဆွဲတင်ပါဒီမှာကျွန်တော်တို့ပေါ့နော်အောက်မှာတက်တော်ကောက်တွေ့တယ်နော်အဲ့ဒီတက်တော်ကောက်လေးကိုနှိပ်ရမှာဖြစ်တယ်နှိပ်ပြီးပြီဆိုရင်ဒီမှာစကဝက်ထည့်လိုက်ပေါ့နော်စကဝက်ထည့်ပြီးပြီဆိုရင်ဒီမှာ password ကြည့်လို့ရတယ်နော်မျက်လုံးလေးနဲ့ password ကြည့်လို့ရတယ်ပုံမှာ password ကိုယ့်ရဲ့ Gmail တွေပေါ့နော်အဲ့ဒါတော့တနည်းပါအဲဆိုနောက်ထပ်တနည်းပြန်ပြပေးမယ်ကိုက password မမှန်မိတော့ဘူးဆိုရင်ဆိုတော့တစ်ပြန်ပြောင်းတဲ့နည်းတစ်ပြန်ပြောင်းလို့ရတယ်ကိုကဖုန်းနံပါတ်နဲ့ဖွင့်တာလားဒါမှမဟုတ်ရင်လည်း Gmail နဲ့ဖွင့်တာလားဖွင့်တာတဲ့နည်းနဲ့ပြန်ပြောင်းလို့ရတယ်ပေါ့နော်တက်တော့ကောက်ထဲရင်ဝင်ရမှာဖြစ်တယ် profile လေးထည့်နေလိုက်ပါ profile နဲ့ပြီးပြီဆိုရင်ဒီနေရာမှာပေါ့နော်မြင်းချောင်းလေး၃ချောင်းလေးနေလိုက်ပါဟုတ်ပေါ့ကကိုယ့်ရဲ့ပေါ့နော် setting နေလိုက်ပါ setting နေပြီးပြီဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီမှာကောက်ဆိုတဲ့ဟာကိုထပ်မှန်ပြီးတော့နေပါစကဝဲပြောင်းမယ်ပေါ့နော်စကဝဲကိုနေလိုက်ပါဒီနေရာမှာကိုကပေါ့နော်ကိုဘာနဲ့ဖွင့်ထားတယ် Gmail နဲ့ဖွင့်တာလားဖုန်းနံပါတ်နဲ့ဖွင့်တာလားဆိုတော့ဒီမှာစက္ကန့်လေးစောက်ခိုင်းတယ်အဲ့ဒီစက္ကန့်လေးပြီးပြီဆိုရင်ကုတ်6လုံးကြပေးမယ်ပေါ့နော်အဲ့ဒီ6လုံးလေးရိုက်ထည့်လိုက်ပါကျွန်တော်မှစကဝဲ6လုံးကြပေးပြီပေါ့နော်ဒါဆိုဒီနေရာကိုရောက်ပြီဆိုရင်ဒီမှာစကဝဲထည့်ပါပေါ့နော်စကဝဲမမှန်မီတော့တဲ့သူတွေတစ်ပြန်ထည့်ရမယ်ပေါ့နော်သူကထည့်တဲ့ပုံစံဘယ်လိုလဲဆိုတော့ဒီမှာပြထားတယ်ပေါ့နော်ကနန်း8လုံးပေါ့နော်8လုံးမှာလုံးနဲ့စေတီသူကထည့်ရမှာဖြစ်တယ်ထည့်တဲ့ပုံစံဆိုရင်တစ်အခရာတွေထည့်ရမှာဖြစ်တယ်ပေါ့နော်ပြီးပြီဆိုရင်အဆက်တို့စတားတို့ပြီးပြီဆိုရင်ပေါ့နော်ကွန်မစ်အဲ့ဒါလေးပေါ့နော် H-man တို့အဲ့ဒါလေးထည့်ရမှာဖြစ်တယ်ထဲပုံထည့်နေလေးပြပေးမယ်ပေါ့အဲ့လိုမျိုးပုံစံလေးထည့်ရမှာဖြစ်တယ်ပေါ့နော်သူကမန်ဂျစ်ပြမအောင်ထည့်ရမှာဖြစ်တယ်အဲ့ဒါတော့အဲ့ဒီစကဝဲကမှတ်ထားပေါ့နော်မှတ်ထားပြီးပြီဆိုရင်ဒီမှာရှေ့ဆက်လုံးရံတစ်ချိန်နေလိုက်ပါ next ကိုနေလိုက်ပါ okay အားလုံးပဲမင်္ဂလာပါဆင်ပြေကြပါစေ